ကျွန်တော်နာမည်ကတော့ကိုတီဟန်ဖြိုးဖြစ်ပါတယ်ကျွန်တော်ကတော့ mini MBA program မှာ logistics and supply chain ဘာသာရပ်ကိုသင်ကြားခဲ့တာဖြစ်ပါတယ်မိဘ University မှာပေါ့ဟုတ်ကဲ့ခံစားချက်ကတော့ဘယ်လိုပြောမလဲအချိန်တစ်ခုပေးခဲ့ရတယ်နောက်ငွေကုန်ကြေးကျခံပြီးတော့မှကျွန်တော်တို့ရည်မှန်းချက်တစ်ခုကို6လမ်းခဲ့တာပေါ့နော်6လမ်းခဲ့တာဒီကနေ့ဆိုလို့ချင်းဒါဘာပဲပြောကျွန်တော်တို့အောင်မြင်သွားပြီပေါ့နော်အဲ့ဒီအတွက်ကျွန်တော်တို့ပျော်တယ်ပေါ့နော်အတိုင်းမသိရဝမ်းသာပါတယ်ဗျဟုတ်စာသင်တာကတော့ကျွန်တော်စိတ်ကျေနပ်မှုပြေဝရရှိပါတယ်ပေါ့နော်ဆရာဆရာမတွေဆိုလို့ရှိရင်လည်းကျွန်တော်လက်ရှာတိုင်းတွေမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့တေချာ queue site ပြီးတော့မှကျွန်တော်တို့သင်ပြပေးခဲ့တယ်ပြီးတော့ရင်ကျွန်တော်တို့ရှားအချိန်တွေမှာဆိုလို့ရှိရင်လည်းဆွေးနွေးလို့ရတယ်မေးမြန်းလို့ရတယ်ဆို open ဖွင့်ပေးထားရပေါ့နော်ဒါကျွန်တော်တို့ရဲ့ teacher တွေအရင်ကောင်းပါတယ်နောက်သင်တန်းအတွေ့အကြုံရဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ subject မှာ statistic ပေါ့နော်အဲ့ဒီမှာဆိုရင်ကျွန်တော်တို့ကိန်းတန်းတွေတွက်ချက်ရတဲ့ဘိုင်းတွေဆိုရင်ကျွန်တော်တို့ဆရာနဲ့ကျွန်တော်တို့ကျောင်းသားတွေနဲ့တွက်ချက်တယ်ပျော်ပျော်ပါပါပဲပေါ့နော်ပြောကြတယ်အဲ့ဒါလေးကတော့တော်တော်အမှတ်တရဖြစ်ပါတယ်ဗျဟုတ်ဘာကြောင့်တက်ရောက်ခဲ့တာလဲဆိုတော့ပေါ့နော်နံပါတ်1ကတော့ဒီလက်ရှိကျွန်တော်တို့လုပ်နေတဲ့ organization မှာလည်းတော်တော်များများကတော့မိဘမှာကျွန်တော်တို့တက်ကြတယ်ပေါ့နော်တကယ်ချင်းအများစုကဒါနံပါတ်1ပေါ့နံပါတ်2ကတော့ဒီကျောင်းပိုင်းဆိုင်ရာဆိုလို့ရှိရင်ကျွန်တော်တို့ဒါsubject ပေါ့နော် subject ကဘာပဲပြောနိုင်ငံတကာကနေရှပေးတဲ့ဘာသာရပ်တွေကိုကျွန်တော်တို့ကမိဘမှာလွယ်တကူသင်ယူခွင့်ရတယ်ပေါ့နော်ဒါတစ်ချက်နောက်ပြီးတော့လို့ရှိရင်ကျွန်တော် virtual learning ဖြစ်တဲ့အတွက်ကျွန်တော်တို့လုပ်ငန်းခွင်တစ်ဖက်နဲ့သင်ရတဲ့အပိုင်းတွေမှာဆိုရင်လည်းတော်တော်ကြီးအဆင်ပြေတယ်ပေါ့နော်နောက်ဒီ budget အနေနဲ့ဆိုလို့ရှိရင်တော်တော်ကြီး saving ကျွန်တော်တို့တက်နိုင်တဲ့ပိုင်းရှိရပေါ့နော်ဒါနောက်တစ်ချက်ကရောက်တော့ကျွန်တော်တို့ exam type ပေါ့နော်ကျွန်တော်တို့ exam type ဆိုလို့ရှိရင်လေကျွန်တော်တို့လက်လန်းမီတဲ့ကျွန်တော်တို့လုံနိုင်တဲ့ဆိုတော့ပုံစံမျိုးလေးပေါ့နော်အဲ့ဒါတွေကအားလုံးရှုံကုန်သုံးသပ်လိုက်တယ်ဆိုရင်တော့ကျွန်တော်တို့ကဒါကျွန်တော်တို့အဆင်ပြေမယ်လို့လည်းရည်ရွယ်တယ်ပေါ့နော်အဲ့ဒီအတွက်လည်းကျွန်တော်တို့တက်ရောက်ဖြစ်ခဲ့တာဖြစ်ပါတယ်ဗျဟုတ်ကိုင်းညီမှုလည်းရှိပါတယ်ပြောင်းလဲလာတာတွေကတော့ကျွန်တော်တို့အများကြီးပဲပေါ့နော်အများကြီးပဲပုံမှန်ကျွန်တော်တို့လုပ်ငန်း operation တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ကတမန်ရိုးချက်နေတူကလုပ်နေရတဲ့လုပ်ငန်းစဉ်တွေကိုပြီးမြောက်ဖို့ဆိုတဲ့ဟာတစ်ခုပဲကျွန်တော်တို့က focus လုပ်ခဲ့တာပေါ့နော်ကျွန်တော်တို့မိဘသင်ပေးလိုက်တဲ့ theory ကပြောမယ်ဆိုရင်တော့ effective ဖြစ်တဲ့ဟာကိုပဲကျွန်တော်တို့က focus လုပ်ခဲ့တာသင်တန်းကနေပြီးသင်ပြီးသွားတဲ့အခါမှာဆိုတော့ကျွန်တော်တို့ efficiency ဆိုတဲ့ပေါ့နော်ဒါလုပ်ငန်းတစ်ခုရဲ့နောက်ွယ်မှာပေါ့နော်ဒီ step တွေကိုပဲကျွန်တော်တို့ကစဉ်းစားလာနိုင်တယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ရဲ့ mindset တွေကျွန်တော်တို့ရဲ့ concept တွေပေါ့နော်တမန်ရိုးကြပုံမှန်လုပ်နေတာကနေပြီးတော့ဖောက်ထွက်ပြီးတော့မှကျွန်တော်တို့မှာတွေးခေါ်လာနိုင်တယ်ပေါ့နော်လုပ်ငန်းခွင်မှာဆိုလို့ရှိရင်လည်းအများကြီးကျွန်တော်တို့တိတိကျကျတိုးတက်ပြောင်းလဲလာခဲ့တယ်ပေါ့ဟုတ်လက်ရှိကတော့ကျွန်တော်တို့ဒါအကြောင်းကသင်ပေးလိုက်တဲ့လက်တလော theory ပေါ့နော် theory မှာဆိုရင်တော့ကျွန်တော်တို့ဒါတွေကိုလက်တလောမှာကျွန်တော်တို့ရဲ့လုပ်ငန်းခွင်မှာလည်းအသုံးချနေတယ်ပေါ့နော်နောက်လေဒီ theory နဲ့လက်ရှိကျွန်တော်ရဲ့လုပ်ငန်းခွင်ကာရှာနဲ့ကိုက်ညီသော model တစ်ခုကို customize လုပ်ပြီးတော့မှလက်တွေ့အကောင့်တွေပေါ်ပြီးတော့မှဒီပညာရပ်တွေကိုအသုံးချဖို့တော့ရှိတယ်ဒါသင်ခဲ့တဲ့ပညာရပ်တွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်နောက်ကျွန်တော်တို့ရှောက်လန်းမဲ့ဒီဆက်လက်ပြီးတော့မှသင်ယူမှုနဲ့ပတ်သက်ရင်တော့ကျွန်တော်တို့ဒါ mini MBA ဆိုတာတော့ကျွန်တော်တို့ဗာပြော MBA ရဲ့ဒါအရှိခံပေါ့နော်ကျွန်တော်တို့ဒါလေ့လာရတဲ့ဘာသာရပ်ဖြစ်တယ်အဲ့တော့ကျွန်တော်က MBA မှာ MBA ကိုမှကျွန်တော်တို့ specialization ကကျွန်တော် logistics and supply chain ဘာသာရပ်ပေါ့နော်အဲ့ဒါကိုတော့ထပ်ပြီးတော့မှ learning လုပ်ဖို့ရန်အတွက်ကျွန်တော်တို့ရှိပါတယ်ဗျဟုတ်